ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျင်းတွေလွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းဖို့ NLD ဆုံးဖြတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ငံအကျဉ်းသားတွေလွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းကြဖို့နဲ့စစ်ကောင်စီလုံမဲ့ရွှေကောက်ပွဲကိုအတိမတ်မပြုဘဲမပူပေါင်းကြဖို့အပါအဝင်ဆုံးဖြတ်ချက်ကိုအွန်လိုင်းကတဆင့်ဖေဖော်ဝါရီ10ရက်ဒီကနေ့ကျင်းပတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဒုတိယဗဟိုကော်မတီအစည်းအဝေးမှာချမှတ်ခဲ့ပါတယ်။စစ်ကောင်စီလုံမဲ့ရွှေကောက်ပွဲမှာပါဝင်ဖို့ NLD ပါတီကိုရောကမ်းလှမ်းခဲ့တာရှိသလားလို့သတင်းဌာနကိုမေးမြန်းတဲ့အခါစစ်ကောင်စီနဲ့ဆက်ဆံရေးလမ်းကြောင်းမရှိဘူးလို့ NLD နိုင်ငံတကာရေးရာအကြံပေးဖွဲ့ဝင်တယောက်ကပြောပါတယ်။စစ်ကောင်စီနဲ့ NLD ကြားမှာဆက်ဆံရေးလမ်းကြောင်းဒီကနေ့ထိမရှိသေးပါဘူး။စစ်အာဏာသိမ်းတဲ့အတွက်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းတဲ့အခါ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ဆုံမဆွေးနွေးပဲပြည်လည်နိုင်မှာမဟုတ်တာကြောင့်ဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားတွေလူမျိုးရေးအစွမ်းကုန်ကြိုးပမ်းကြဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါအပြင်အာဆီယံအရှေ့တောင်အာရှနိုင်ငံများအသင်းပါဝင်အိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်ဖို့ညီညွတ်ရေးကိုဦးစားပေးဖို့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးအတွက်တိုင်းရင်းသားတွေပါဝင်တော်လိုင်းအင်အားစုတွေနဲ့လက်တွေ့ကြတိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့စတဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုခဲ့ကြတယ်လို့ပြောပါတယ်။ အွန်လိုင်းစည်းဝေးကို NLD သဘာပတိအဖွဲ့ဝင်မန်းကျော်နီကသဘာပတိဖြစ်ဆောင်ရွက်ခဲ့ပြီးဗဟိုအလုံးမှုဆောင်ဖွဲ့ဝင်တွေဗဟိုကော်မတီဝင်တွေအရန်ဗဟိုကော်မတီဝင်တွေတိုင်းနယ်ပြည်နယ်အလုံးမှုဆောင်တွေဗဟိုရေးရာကော်မတီဝင်တွေစုစုပေါင်းအယောက်90တက်ရောက်ခဲ့ကြပါတယ်။စစ်တပ်အာဏာသိမ်းထားတဲ့လေးနှစ်အတွင်း NLD ပါတီဝင်2600ကျော်ပါဝင်နိုင်ငံတော်ကပြည်သူ18000ကျော်ဖမ်းဆီးခံထားတဲ့ပြင်လေကြောင်းလက်နက်ကြီးစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အကျဉ်းထောင်တွင်ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့်လူပေါင်း9140သေဆုံးခဲ့တယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ကဖေဖော်ဝါရီ10ရက်နေ့ကကြေညာချက်ထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်။